football ညီကိုတို့ရေနော်စပိန်အသင်းကမ္ဘာဖလား final ကိုရောက်သွားတော့ဒီ e-football ကဒီကျွန်တော်တို့စပိန်အသင်း2010တုန်းက player ကတ်တွေကိုအလန်းထုတ်ပေးလိုက်တယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာက2010စပိန်ကမ္ဘာဖလားအောင်မြင်မှုလမ်းကြောင်းမှာဒီအခုလက်ရှိ e-football မှာပါတဲ့ကစားသမားတွေကဒီအရေးပါရရောက်ခဲ့သလား2010စပိန်ကမ္ဘာဖလားကိုဘယ်လိုမျိုးစွတ်ကူးခဲ့လဲသူတို့ရဲ့အောင်မြင်မှုလမ်းကြောင်းကရောဘယ်လိုမျိုးရရှိခဲ့လဲဆိုတာကိုကျွန်တော်သိစလောက်လေးကိုပြန်ပြီးတော့မျှဝေပေးမယ်ဘုသူဒအနေနဲ့ဒီတီဗီသားသူတွေလည်းရှိသလိုမတီးသေးတဲ့ညီကိုတွေလည်းရှိရဲ့အတွက်ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ပထမဆုံးစပိန်အသင်းကအဲ့တုန်းကကစားခဲ့တဲ့ပုံစံဒီဘောလုံးကိုအသာစီးရယူပြီးတော့ကစားခဲ့တယ်စပိန်ဆိုတာကငကိုကနေကဘောလုံး technical အရန်ကောင်းတယ်ဘောလုံးကစားတာညက်တယ်ဆိုတော့ဒီကစားဟန်နဲ့ကစားတယ်မိမိခြေထောက်ထဲမှာဘောလုံးရှိနေသေးတစ်ဖက်အသင်းကဂိုးသွင်းလို့မရဘူးဆိုတော့မူဝါဒကိုဒီလက်ကင်ဆွဲခဲ့တဲ့အချိန်စပိန်အသင်းကဖြစ်ရှင်တော့စသချင်းပွဲမှာပဲဆိုဆွစ်ဇာလန်ကိုဒီ1-0နဲ့ရှုံးတယ်အခုအဖွင့်ပွဲစဉ်မှာပဲဆွစ်ဇာလန်ကို1-0နဲ့ရှုံးတယ်ဒါအားလုံးဒီစပိန်အသင်းကအဲ့လောက်ကြီးမျှော်လင့်လို့မရဘူးဆိုတဲ့အနေအထားကိုရောက်သွားတယ်ဒါပေမဲ့သူတို့ဒီအုပ်စုနောက်ပွဲတွေမှာသူတို့ပြန်ပြီးတော့ဒီကမ်ဘတ်လာဒီနောက်ပွဲမှာတော့ Honduras ကို 2-0 နဲ့နိုင်တယ်2-0နဲ့နိုင်တယ်နောက်ပွဲမှာတော့ချီလီကို 2-1 နဲ့နိုင်တယ်အဲ့မှာရောအုပ်စုပွဲစဉ်3ပွဲမှာ2ပွဲနိုင်ပြီးတော့အုပ်စုပထမနဲ့သူတို့တက်လာတယ်အဲ့မှာရှုံးခက်အဆင့်မှာပထမဦးဆုံးတွေ့ရတဲ့အသင်းပေါ်တူဂီသူတို့ပေါ်တူဂီရန်နိုပါတယ်ပေါ်တူဂီနဲ့တွေ့ရတယ်ဒါပေမဲ့သူတို့ 1-0 ဆိုရရလက်နဲ့နိုင်ရရှိခဲ့တယ်ကွာတာဖိုင်နယ်မှာလည်းဒီစပိန်ပါရာဂွေးနဲ့ထပ်တွေ့တယ်ပါရာဂွေးဆိုတာကအဲ့ခေတ်တုန်းကလည်းသူ့အနေထားနဲ့သူရှိရဲ့ဒီလက်ရှိပြိုင်သွားတဲ့ကမ္ဘာဖလားမှာလည်းသူ့အနေထားနဲ့သူရှိရဲ့ဗျာပါရာဂွေးဘယ်လောက်ထိကျန်းလဲဆိုတော့ကျွန်တော်သိပါတယ်နော်အဲ့တော့သူတို့လော်ရနဲ့ကိုကြော်ဖြတ်ခဲ့ရမှာမဟုတ်ဘူးသူတို့1-0နဲ့ပဲနိုင်ခဲ့တယ်စပိန်ဒီဆီမီဖိုင်နယ်မှာတော့ဂျာမနီနဲ့တွေ့တယ်ဂျာမနီကိုလည်းသူတို့1-0ပဲနိုင်ရရှိခဲ့တယ်ဒီဗိုလ်လူပွဲမှာတော့အားလုံးသိကြတဲ့အတိုင်းပဲဒီနယ်သာလန်နဲ့တွေ့တယ်နယ်သာလန်ကို1-0ဆိုရလက်နဲ့အနိုင်ရရှိခဲ့တယ်အန်နီအစတာရဲ့နောက်ကျဂိုးနဲ့ကဲအဲ့တော့ကျွန်တော်ဒီ e4 ဘက်ကိုတစ်ခါပြန်ပြီးတော့သွားရအောင်ပထမဆုံးအန်နီအစတာရဲ့ဒီပစ်တိုင်းကပ်ပေါ့ပစ်တိုင်းကပ်မှာဆိုသူက special skill ကphenomenal finishing momentum dribbling phenomenal finishing ဆိုတာကဒီနောက်ဆုံးဘလူးပွဲမှာသူသွင်းပြသွားတယ်ကိုဒီတကယ်ကို phenomenal finishing ပဲเนาะဒါနောက်ဆုံးမိနစ်လိုတောင်ပြောလို့ရတယ်ဒီအချိန်ပေါ်မှာသူသွင်းသွားတဲ့ကိုကနယ်သာလန်အသင်းအတွက်တော့တကယ်ကိုအိမ်မက်ဆိုးပဲ momentum of dribbling ကတော့ကျွန်တော်တို့ဒီ Iniesta ဒီငကိုကနေက dribbling ကောင်းတဲ့ player တယောက်ပဲဒါအားလုံးသိရလားမဆီယာ academy ထွက်ဘောလုံးကမက်ဆီလောက် dribbling မကောင်းပေမဲ့မက်ဆီနီးပါကောင်းတယ် dribbling မှာဘောလုံးရဲ့ dribbling မှာဘောလုံးကိုကတ်နေတာပဲနော် Iniesta ရဲ့ဒီ defense touch တွေပေါ့ defense touch လို့ခေါ်မှာပေါ့ဒီပင်ကရိုက်ချက်တွေဆိုတာလေတကယ်ကောင်းတဲ့ player ဆိုတာအားလုံးသိရတကယ်ကွင်းလေပို့ချုပ်ဒုခါကဒီပင်တိုင်းကနေနဲ့ထွက်လာတယ် position က MF ဒီကွင်းလေပေါ့ကွင်းလေဒီ midfield ပေါ့ midfield မှာဒီတောင်မှာIniesta နောက်တစ်ယောက်ကကျွန်တော်ဒီ Gerard Piqué ကတော့ဒီအားလုံးသိကြတဲ့အတိုင်းပဲဒီအဲ့2010 World Cup တုန်းကဆိုရင်သူအသက်က23နှစ်ပဲရှိသေးတယ်။ဒီမှာ special skill က first step နဲ့ area force ဒါတော့အားလုံးကောင်းပါတယ်။ဒီအိုင်ဂျူမြင့်နဲ့ center back တယောက်သူ့ရဲ့ play style ကဘယ်လို play style လဲပြတဲ့ဘောလုံးကို position ကိုသူကနေစတယ်မယ်ဒီအဝေးဖြန့်တာတွေကောင်းမယ်ကတ်တိုက်က epic ကတ်တိုက်
နောက်ထပ်တစ်ယောက်ဒေးဗစ်ဗီလာကတော့အဲ့မှာကျွန်တော်ထူးခြားချက်လေးတစ်ခုပြောပြမယ်အဲ့တုန်းကဒေးဗစ်ဗီလာကစပိန်အသင်းမှာတကယ်ကိုရုံးမိသွားတာနော်စပိန်အသင်းကကမ္ဘာ့ဖလားဒီအုပ်စုပွဲစဉ်တစ်ကနေစပြီးတော့ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်တဲ့အထိသွင်းဂိုးတွေ8ဂိုးရခဲ့တယ်8ဂိုးမှာ9ဂိုးကဒေးဗစ်ဗီလာသွင်းပေးထားတာဒါအားလုံးလည်းသိပြီးသားဖြစ်မှာပါဒေးဗစ်ဗီလာသွင်းပေးထားတာကဲကိုရေးပါရရောက်တဲ့သူကြီးပေါ့ဒီ special skill က Liz Scala skill ကတော့ဒီအားလုံးကြိုက်ကြတဲ့ skill တစ်ခုပဲ attacking shots ဒါကတော့ attacking လိုက်ပါမှုအားကောင်းတယ်ဆိုရယ် special skill တစ်ခု cut time epic cut time 3ယောက်လုံးကတော့တကယ်ကိုအလန်းနေကြီးပဲဒီပေါက်ကိုလိုက်ဖို့ brother တို့ဒီစိတ်ကူးရှိကြလားစိတ်ကူးရှိရယ်ဆိုရင်လိုက်တော့ဘာမှစဉ်းစားမနေနဲ့လိုက်နော်ဒီနောက် video မှာတော့ကျွန်တော်ဒီကတ်3ကတ်ရဲ့ဒီ player type တွေနဲ့ဒီသူတို့ရဲ့ role တွေကိုကျွန်တော်ဘယ်လိုမျိုးဒီ position ဘယ်လိုမျိုး formation နဲ့သုံးသင့်လဲဘယ်လို play style နဲ့ live ဖတ်တဲ့ညီကိုတွေဝယ်သင့်လားမဝယ်သင့်လားဆိုတော့ထပ်ပြီးတော့ကျွန်တော်ရှင်းပြပေးမယ်အဲ့တော့ဒီ video လေးကတော့ဒီလောက်နဲ့အဆုံးသတ်ပါရစေကျွန်တော်ကတော့ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်းတော့ဒီ subscribe လုပ်ထားလို့ရတယ်နောက်ဒီလို video တွေကိုကျွန်တော်ထပ်ပြီးတင်ဆက်ပေးနေပါတယ်ကျွန်တော်တည်သလောက်တက်သလောက်လေးကျွန်တော်ရှောင်းနေလောက်သွားမယ်ညီကိုတွေနဲ့အတူဒီ live တွေလွှင့်ပြီးတော့ကျွန်တော်တို့ဒီတရားနဲ့တရားခြေဆန်းကြမယ် division မှာတူတူလောင်ကြမယ်ကဲအားလုံးပဲဘိုင်ဘိုင်ပါနောက် video မှာပြန်လည်ဆုံတွေ့ကြပါမယ်